ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကမြန်မာပြည်မှာအရန်ကိုဖြစ်များတဲ့နာတာရှိပိုးနှစ်ခုဖြစ်တယ်အတောင့်တော်က B ပိုးနဲ့အတောင့်တော်က C ပိုးနှစ်ခုပါဘယ်ဟာပိုဆိုးလဲဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီယောဂပိုးနှစ်ခုအကြောင်းတိုင်းရှင်ပြီးမပြောခင်ပထမဆုံးသိစေချင်တာကတော်တော်များများပေါ့အမှတ်မှားနေတာတခုရှိ B ပြီး C ဖြစ်တယ်လို့ထင်တယ်ကျွန်တော် A B C D ဆိုတာဒီကျွန်တော် A B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  C လို့ဖြစ်တဲ့ယောဂပိုးမဟုတ်ပါဘူးအဲ့တော့ B နဲ့ C ဆိုတာဒီကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီစိတ်ပညာအရာ virus ကိုမျိုးစားခွဲမယ်ဆိုရင်အဖေလည်းမတူဘူးအမေလည်းမတူတဲ့ virus နှစ်မျိုးဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနှစ်ခုကျွန်တော်နှိုင်းချင်မယ်ဆိုကျွန်တော်အချက်၄ချက်နဲ့နှိုင်းချင်ပြရနံပါတ်1ကဒီပိုးနှစ်ခုမှာဒီပိုးနှစ်ခုဒီဘယ်ဟာကပိုပြီးတော့ကျွန်တော်တို့ကူးဆက်လွယ်တယ်လို့သတ်မှတ်မယ်ဆိုတော့အဲ့ဒါတော့ B ပိုးကပိုပြီးကူးဆက်တယ်ဘာလို့လဲလို့ပြောရင်ကျွန်တော်ဒီ B ပိုးကူးနိုင်နီးလန်နည်းနည်းများတယ်သူရနေစစ်နေကူးမယ်ပြီးခါကျတော့မိခင်ကနေကလေးစီကူးမယ်ဒါလို့ပြောလို့ C ပိုးရောမိခင်ကနေကလေးစီမကူးလားဆိုတော့ခုတော့ကူးမယ်အရင်နေပါနော်ဒါပေမဲ့ C ရဲ့အဓိကကူးနိုင်တဲ့နီးလန်ကြတော့ပြောရရင်ကိုရနေ30ပဲကျွန်တော်အဓိကကူးဆက်တာဖြစ်ပါတယ်ဒါကြောင့်ကူးဆက်ပုံနှစ်ခုကိုနှိုင်းချင်မယ်ဆိုရင်တော့ B ဒီပိုပြီးကူးဆက်လွယ်တယ်လို့ကျွန်တော်နားလေလို့ရပါတယ်နံပါတ်2အချက်ဖြစ်တဲ့ကာဝယ်ဆေးရှိခြင်းမရှိခြင်းကတော့ဒါအများစုသိထားပြီးသားအချက်ဖြစ်တယ်အဲ့တော့ B ပိုးမှာကာဝယ်ဆေးရှိတယ်အဲ့ကာဝယ်ဆေးပြည့်ပြည့်ဝထိုးထားရင် B ပိုးမကူအောင်ကျွန်တော်ကာဝယ်လို့ရတယ်ဒါပေမဲ့ C ပိုးမှာတော့လောလောဆယ်ကျွန်တော်ကာဝယ်ဆေးမရှိသေးဘူးပေါ့နံပါတ်3ချက်ကကြတော့ကုသရလွယ်ချင်းခက်ချင်အဲ့တော့ C ဒီကျွန်တော် C ပိုးဒီအားလုံးသိထားပြီးသားဖြစ်လိမ့်မယ်3လ6လဆေးသေးချာတောက်မယ်ဆိုရင်95ရာခိုင်နှုန်းနဲ့98ရာခိုင်နှုန်းဒီကျွန်တော်အရှင်းပြအောင်ကုသနိုင်ပါတယ်ဒါပေမဲ့ B မှာကျတော့လောလောဆယ်ကျွန်တော်တို့မှာခုန C ပိုးလိုမျိုးဘယ်နှလားတောက်ဘယ်နှစ်တောက် B ပိုးလုံးဝပျောက်မယ်ဆိုတဲ့ C မျိုးကျွန်တော်ဥတ္တိကျွန်တော်တို့မှာမရှိသေးဘူးအဲ့တော့ကုရတာလွယ်တာခက်တာကိုနှိုင်းချင်မယ်ဆိုရင်တော့ C ပိုးဒီကုရတာအင်မတန်လွယ်ပါတယ်တိတိထထကုရင်ရာနှုန်းပြည့်ညီပါပျောက်အောင်ကုလို့ရတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့၄ချက်ကကြတော့ဗာလေးလို့ပြောရင်ဒီ B နဲ့ C ရဲ့ B ပိုးနဲ့ C ပိုးရဲ့နာတာရှိအသေးရောဂါပေးပုံချင်းအနေငယ်ကွာခြားပါအဲ့တော့ C ပိုးဒီကျွန်တော်ကယောဂဖြစ်စဉ်အပြင်ကာလရှည်အဲ့တော့ C ပိုးကြောင့်နာတာရှိအသေးကြောင့်တော်တော်ကြာမှနှစ်ပေါင်း10နှစ်ချီကြာမှကျွန်တော်အသေး6အဲ့လိုပဲနောက်တဲ့နှစ်ပေါင်း10နှစ်ချီကြာမှအသေးကန်ဆာဆိုတာပြောင်းပါတယ်ထို့အတူပဲကျွန်တော်တို့ဗီဒီယိုကြည့်လိုက်မယ်ဆိုရင်ကြောင့်ဒီပိုးရဲ့ထူးခြားချက်ကဘာလဲလို့ပြောရင်ဒီပိုးဒီအသေးမ6ဘဲနဲ့ကန်ဆာတက်ပြောင်းလို့ရတယ်အသေး6ပြီးမှလည်းကန်ဆာပြောင်းလို့ရတယ်အဲ့တော့ဒီပိုးလူနာတွေရဲ့85ကနေ90ရာခိုင်နှုန်းကအသေး6ပြီးမှကန်ဆာပြောင်းပြီးပြီကျန်တဲ့ 10% နဲ့ 15% မှာ10ရာခိုင်နှုန်းနဲ့15ရာခိုင်နှုန်းဒီပိုးဒီအသေးမ6ဘဲနဲ့ကန်ဆာတက်ပြောင်းလို့ရပါတယ်ဒါကြောင့်နာတာရှိအသေးယောဂပြီးတဲ့နောက်ဆုံးဖြစ်တဲ့အသေး6ချင်းအသေးကန်ဆာပြီးချင်းတော့တူပေမဲ့ယောဂဖြစ်စဉ်ချင်းအနေငယ်ခွာချောင်းမှုရှိတယ်ဒါတော့ကျွန်တော်B ပိုးနဲ့ C ပိုးနှစ်ခုကဘယ်ဟာပိုဆိုးတယ်ဘယ်ဟာပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်ကဒါဘူးသရတာကျွန်တော်နှိုင်းရှင်ပြတာဖြစ်တယ်တကယ်တမ်းပြောရင်တော့ဘယ်ပိုးမှတစ်ခုမှကောင်းတာမရှိကျွန်တော်အသေးဆရာဝန်တွေနဲ့ပြောမယ်ဆိုရင်တော့ပိုးနှစ်ခုလုံးကူးဆက်မခံရအောင်ကျွန်တော်ကကာဝယ်ဖို့လိုတယ်B ပိုးမရှိခင်ကာဝယ်ဆေးတေချာထိုးရမယ် C ပိုးဆိုလဲကြိုတင်စစ်ဆေးပြီးတော့အသေးဘာမှမဖြစ်ခင်တည်းကကျွန်တော်ကကြိုတင်ကုသဖို့လိုပါတယ်ဟုတ်ပြီနော်နောက်တစ်ခုနောက်ထပ်ကျွန်တော်ပြောပြခြင်းတဲ့အချက်ကလေးတစ်ချက်ကနောက်ဆုံးချက်ကတော့ B ပိုး C ပိုးနှစ်ခုလုံးတွဲရှိနေတဲ့အချို့လူနာတွေရှိပါတယ်ကျွန်တော်တို့ဒါဒီလူနာတွေဆိုကန်တင်းနဲ့စိုးတယ်လို့ပြောရမှာပေါ့အဲ့လို B ရော C ရောတွဲရှိနေပြီ B ကိုအရင်ကုမယ် C နောက်မှကုမယ် C ကိုအရင်ကုမယ် B နောက်မှကုမယ်လို့လို့မရဘူး B ရော C ရောကျွန်တော်တပြိုင်နက်တည်းကုသဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်အဲ့လိုတပြိုင်နက်တည်းကုသခြင်းအဖြစ် C ပိုးအပြောက်သွားမယ် B ပိုးကလည်းပဲကျွန်တော်အထိုက်လျောက်ကျွန်တော်ကထိန်းချုပ်ထားနိုင်တဲ့အနေအထားရှိပါပြီဒါအားလုံးအနစ်ချုပ်လိုက်ရတယ်နော်နာတာရှိအသေးရောဂါပိုးတွေဖြစ်တဲ့ B ပိုးရော C ပိုးရောဒီအသေး6စီတယ်အသေးကန်ဆာပြောင်းစီပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေနဲ့မစစ်ရသေးချက်ချင်း B ပိုး C ပိုးစစ်ဆေးပါ B ပိုးမရှိကာဝယ်ဆေးထိုးပါ C ပိုးရှိနေခဲ့ရင်လည်းအမြန်ဆုံးကုသမှုခံယူပါလို့ကျွန်တော်အမြောက်ဝေပေးလိုက်ရပါတယ်ကျွန်တော်ဒေါက်တာစိုးတရားမောင်အသေးစိတ်ပညာ page ကနေအသေးကျမကြီးဆိုင်ဆောင်းပါလို့လာရောက်ပြီးတော့နားထောင်နေတော့ကျွန်တော်အမြောက်ဝေပေး